1986ကမ္ဘာဖလားပြိုင်ပွဲတုန်းကအင်္ဂလန်ဘက်ကိုဖျားပေးတဲ့လက်နဲ့မာရာဒိုနာဂိုးသွင်းခဲ့တာကိုအမှတ်ရကြအောင်ပဲထင်ပါတယ်။အဲ့ဒီပွဲမှာအသုံးပြုခဲ့တဲ့ဘောလုံးကိုလက်တလောလေလံတင်ရောင်းချခဲ့တာမှာအမေရိကန်ဒေါ်လာ3.35 သန်းပဲရခဲ့လို့ရောင်းချခဲ့တဲ့ကုမ္ပဏီအနေနဲ့မှန်းချက်နဲ့နှံ့ထွက်မကိုက်ခဲ့ပါဘူး။ Heritage Auction Company ဟာအဲ့ဒီဘောလုံးကိုလေလံတင်ခဲ့တာမှာဒေါ်လာ10 သန်းထိရနိုင်မယ်လို့ခန့်မှန်းခဲ့ပြီးကျန်ငင်းစေးဒေါ်လာ1.5 သန်းနဲ့စတင်ခဲ့ပါတယ်။ဒါပေမဲ့မျှော်လင့်ထားသလိုဈေးမရခဲ့ပဲအမြင့်ဆုံးဈေးဒေါ်လာ3.35 သန်းပဲရခဲ့ပါတယ်။မာရာဒိုနာဟာအင်္ဂလန်နဲ့ပွဲမှာ2 ဂိုးသွင်းခဲ့တာဖြစ်ပြီးအဲ့ဒီပွဲမှာသူဝစ်ဆင်ခဲ့တဲ့ဂျာစီအင်ကြီးကို2022တုန်းကလေလံတင်ရောင်းချခဲ့တာမှာအမေရိကန်ဒေါ်လာ9.3 သန်းရခဲ့တာမို့ Heritage Auction ကလည်းဘောလုံးကိုဈေးကောင်းရဖို့မျှော်လင့်ခဲ့တာပါ။1986ခုနှစ်တုန်းကအဲ့ဒီပွဲကိုတာဝန်ယူခဲ့တဲ့တူနီးရှားဒိုင်လူကြီးအလီဘင်နက်ဆာဟာပွဲပြီးမှအဲ့ဒီဘောလုံးကိုယူသွားခဲ့ပြီးနှစ်ပေါင်း30ကျော်သိမ်းထားခဲ့တာပါ။2022မှာအဲ့ဒီဘောလုံးကိုအမေရိကန်ဒေါ်လာ1.3 သန်းနဲ့ရောင်းချခဲ့ပြီးနောက်တစ်နှစ်ကြာမှာတော့ပိုင်ရှင်သစ်ကပြန်ရောင်းဖို့စူးစမ်းခဲ့သေးပေမဲ့လိုချင်တဲ့ဈေးမရခဲ့လို့မရောင်းခဲ့ရပါဘူး။အားကစားလောကမှာတန်ဖိုးအမြင့်ဆုံးဘောလုံးကဂျပန်ဘေ့စ်ဘောအားကစားသမားရှိုဟေးဝတာနီရဲ့ဘေ့စ်ဘောဘောလုံးဖြစ်ပါတယ်။ဘေ့စ်ဘောသမိုင်းလျှောက်မှာဟုံးရန်အချိန်90ရိုက်နိုင်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်တဲ့ဝတာနီရဲ့အချိန်90မြောက်ဟုံးရန်ရခဲ့တဲ့ဘောလုံးကို2024ခုနှစ်တုန်းကလေလံတင်ခဲ့တာမှာအမေရိကန်ဒေါ်လာ4.39 သန်းအထိရရှိခဲ့ပါတယ်။